အခုမိတ်ဆွေတို့ပြောပြပေးမှာတော့ minus balance တဲ့နည်းလေးနဲ့ကျွန်တော်တို့ 16GB ဝယ်တဲ့နည်းလေးဖြစ်ပါဗျာ 16GB ကို9000ကျပ်နဲ့ဝယ်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါဗျာကျွန်တော်ဒီကတ်ကိုဝယ်ကြည့်မှာဖြစ်ပါဗျာဝယ်လို့ရမလားစစ်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနှစ်ကတ်ထဲမှာကျွန်တော်တို့ဘေ9000နဲ့ MB 18000ဝယ်လို့ရမလားကိုစစ်တဲ့နည်းကိုပြောပြပေးပါဗျာဘေ9000နဲ့ MB 18000ဝယ်လို့ရမလားကိုဒီလိုစစ်လို့ရဗျာ star 966 star 3396နှိပ်ကြည့်ပြီးတော့စစ်ကြည့်လို့ရတယ်စတာ966စတာ3396ကတော့ဘေ9000နဲ့ MB 18000ကို10ရက်3ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာဒီနည်းလမ်းလေးတိုင်းစစ်ကြည့်လိုက်ပါဗျာမိတ်ဆွေတို့ကအရန်သုံးတယ်ဆိုရင်ကျွန်တော်တို့ဒီနည်းလမ်းလေးတိုင်းဝယ်ကြည့်လိုက်ဗျာ MB 18000ဝယ်လို့ရမလားကိုစစ်ကြည့်လိုက်စနည်းလေးကတော့စတာ966စတာ3396နှိပ်ကြည့်လိုက်ဗျာဒီမှာဆိုပြီးတော့ message ကြလာတယ်ဗျာโอเคကျွန်တော်ဒီမှာဆိုရင် YouTube တော့ဟတ်ဆိုပြီးတော့ကြာလာတယ်ဒါဆိုရင်ကျွန်တော်ရဲ့ကတ်ကဘေ9000နဲ့ MB 18000ဝယ်လို့ရတယ်1ကတ်ကဝယ်လို့ရတယ်ကျွန်တော်2ကတ်ကိုထပ်ပြီးတော့စစ်ကြည့်လိုက်ပါဗျာစတာ966စတာ3396နှိပ်ကြည့်လို့လက်ကျန်ကုန်မလုပ်ပါဆိုရင်ကျွန်တော်ရဲ့ကတ်တွေကဘေ9000နဲ့ MB 18000ဝယ်လို့ရတယ်ဗျာဒါဆိုရင်ကျွန်တော်တို့က2ကတ်ကိုလည်းထပ်စစ်ကြည့်ရဗျာကျွန်တော်က minus balance ဖို့အတွက်ကတော့ star 966ဒီမှာဆိုရင်လည်း2ကတ်မှာဆိုရင်လက်ကျန်ဝင်မလုံးတော့ပါဆိုပြီးတော့လည်း message ကြရဗျာဒါဆိုရင်လည်း2ကတ်ကလည်းဝယ်လို့ရတယ်ကျွန်တော်တို့ plan ဝယ်ဖို့အတွက်ကတော့ star 966တစ်ဆက်ကိုနှိပ်ပြီးတော့ plan ဖော်လို့ရတယ်တကယ်လို့မိတ်ဆွေရဲ့ကတ်က plan ကဆိုရင်ဘေ9000နဲ့ MB 1000ခွဲကိုဝယ်လို့ရတယ်ဒီကောင်လေးကိုလည်းတက်တန်းတိုးလို့ရတယ်ဒါတွေကတော့ရိုးရိုးကတ်တွေပဲဖြစ်ရဗျာဒါကြောင့်ကျွန်တော်တို့က29GB ပဲ3000ထည့်ရင် 29GB 4200မိနစ်ပဲရမယ်ဖြစ်တယ်ဗျာပလန်ကတ်တွေဆိုရင်ဘေ9000နဲ့ MB 1000ခွဲလောက်ထိဝယ်လို့ရတယ်တက်တန်းတိုးနည်းလေးကတော့ star 966 star 2310နဲ့လည်းတက်တန်းတိုးလို့ရဗျာဒီကောင်တွေကကြတော့ star 966 star 3396တော့ဝယ်လို့ရတယ်နှစ်ကတ်လုံးဝယ်လို့ရတယ်ဒီတိုးတိုင်းဝယ်မယ်ဆိုရင်ကောင်လေးတွေကဘေ9000နဲ့ MB 18000ဝယ်လို့ရတယ်တက်တန်းကတော့တိုးလို့မရဘူး10ရက်တက်တန်းမရရှိမယ်ဗျာသုံးတဲ့လူတွေအတွက်ကတော့အရန်တန်ပါဗျာမိုင်ကသုံးများတဲ့လူတွေအတွက်ကတော့ဒီနီလန်းလေးတိုင်းလည်းဝယ်ကြည့်လို့ရဗျာလာခုံလုံးဆက်ကိုလည်းနှိပ်ပြီးတော့လည်းဖော်လို့ရဗျာလာခုံလုံးဆက်ကိုလည်းနှိပ်ပြီးတော့လည်းကျွန်တော်ရဲ့ကတ်တရားစစ်ကြည့်လို့ရတယ်ဒီမှာဆိုရင်ဖြစ်ကျွန်တော်ရဲ့ကတ်က2ကတ်ကစတာခုံလုံးဆက်ကိုနှိပ်ကြည့်လိုက်တာဒီမှာဆိုရင်ဖြစ်1ကတ်ကဘေ900နဲ့ 2G ဝယ်လို့ရဗျာဒါဆိုရင်ဝယ်လို့ရမရကိုစစ်ကြည့်လိုက်မယ်ဒီကတ်ကဝယ်ပြီးသားလားမဝယ်ရသေးလားစစ်ကြည့်လိုက်ဗျာတလားတစ်ချိန်မှဝယ်လို့ရဆိုတော့တကယ်လို့မဝယ်ရသေးဘူးဆိုရင်လက်ကျန်ကိုမလုံးတော့ပါဆိုပြီးကြားလိုက်မယ်ဗျာတကယ်လို့ဝယ်ပြီးသားကတ်ဆိုရင်ကျွန်တော်တို့ကတစ်ချိန်သာဝယ်ခွင့်ရှိတဲ့အကြောင်းကို message ပြလိုက်မယ်ဗျာဒါကြောင့်ကျွန်တော်တို့စောင့်ကြည့်လိုက်မယ်ဗျာဒီနားလေးတိုင်းဝယ်လို့ရတယ်စတာခွန်သုံးလုံးဆက်ကိုနှိပ်ပြီးတော့ပလန်ဖော်လို့ရတယ်ဗျဒါလေးတွေကတော့တကက်နဲ့တကက်မတူ1ကတ်ကတော့ဘေ900နဲ့ 2G ဝယ်လို့ရသွားပြီဒါဆိုရင်ကျွန်တော်တို့2ကတ်ကိုစစ်ကြည့်လိုက်ပြီဗျာ2ကတ်ကြတော့ဒီလိုမပေါ်ဘူးဗျာ2ကတ်ကြတော့ကျွန်တော်တို့အပေါ်မှာ1000ခွဲကို 22GB 1000မိနစ်30ဒီမှာနံပါတ်4မှာဆိုရင်2000ခွဲရယ်40GB ရယ်14000မိနစ်ကကျွန်တော်တို့ SMS 400လောက်1000လောက်ထိရမယ်ဗျာ SMS ကတော့ဒီမှာနံပါတ်5ကကြတော့ဘေ1000နဲ့1500 MB လောက်ထိဝယ်လို့ရဗျာဒါလေးကတော့ကျွန်တော်ကတ်တီးစစ်တဲ့နည်းလေးပဲဖြစ်ပါဗျာဘေ1000နဲ့ 3G ဝယ်ဘေ1000နဲ့ 3G ဝယ်မယ်ဆိုရင် star 966 star 3396ကိုလည်းနှိပ်ကြည့်လို့ရတယ်ဗျာကျွန်တော်ကဘေ9000နဲ့ MB 18000လောက်ထိသုံးနေတယ်ဆိုရင်တော့ star 966 star 3396ကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ကတ်တီကိုစစ်ကြည့်လို့ရတယ်ဗျာဒါလေးကတော့ဘေ9000ထည့်ပြီးတော့ MB 18000ဝယ်လို့မရကျွန်တော်ရဲ့ကတ်တီကိုစစ်တဲ့နည်းလေးဖြစ်ပါဗျာမိတ်ဆွေတို့ကမိုင်တဲ့အများကြီးသုံးတယ်ဆိုရင်data အများကြီးသုံးတယ်ဆိုရင်ဒီနီလန်းလေးတိုင်းဝယ်ကြည့်လို့ရတယ်ဗျာဒါဆိုရင် MB 18000လောက်ထိရမှာဖြစ်ပါတယ်သုံးရင်တော့အရန်တန်တာပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like ဆာခါနေပြီးတော့တောင်းဆိုပါဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါဗျာ